အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့နေတာပေါ်တဲ့ဆောက်မှာဖြစ်ပါတယ်နေတာပေါ်တဲ့ဆောက်ဖို့အတွက်ပစ္စည်းမရှိရနဲ့ပစ္စည်းသွားချ let's go သွားချကြမယ်အရင်ဆုံးလိုအပ်တဲ့ပစ္စည်းကျွန်တော်အိမ်နဲ့သွားယူအောင်မနော်နေအောင်ကျွန်တော်ဘယ်ပစ္စည်းလိုမှမသိသေးဘူးနော်ပေါ်ချက်ကိုဖွင့်ကြည့်အောင်ခဏဟိုချက်ထဲမှာဘာယူရှိဘူးကွာရှိမှာပါတခြားနေလိုအပ်တာလေးဘာညာများရှိပြီဆိုယူပြီးတော့ကျွန်တော်ပြင်စားတော့နေတာပေါ်တဲ့သွားဖို့ကွာဟို Australian လာပါဘလို့ခေါ်အားလေးလူကငါတိတ်မစောတော့ကြုံသွားလမ်းချောက်လာရင်လည်းပင်နေကြတယ်ဗောစဉ်းစားနေပဲဟုတ်မတရှိတာကြီးထဲတာခြေတာပြောင်းလာမလားအမေဒီလူလေးကမှစင်ပြေသေးတယ်မကြည့်အောင်တော်လက်တာပြောက်သွားလမ်းချောက်လာရင်ကူတစ်ခုတည်းတော့ကျွန်တော်ကူတော့ဝင်လာတယ်ကူထဲမှာဂုံပိုးတိုင်းစောနေတရေသားဖားနေရကိုကျွန်တော်ရိုက်တက်ခဲ့တနာပဲမဲ့လေကျွန်တော်လာပြီး तू ကိုမမတန် तू ကကျွန်တော်ပြန်တက်မှာလေဒါကြောင့်တက်လိုက်ပါမယ်အခုတော့ဘာလို့လဲတော့ခိုးရီကိုလိုက်ကျူးလာအောင်ဒီစာယူရတယ်မျိုးခိုးနဲ့ဒါအာယုံနဲ့ကိုလွဲနေတာခုမှခိုးတွေ့ရစာယူရဟိုဒါတွေမဟုတ်တော့ခိုးရီတွေတွေ့ကိုဂိုးတွေလည်းခိုးကြလိုက်ပြီးချင်းမှာကျွန်တော်ဘာညာရင်များလုံးသက်ရှိလဲကြည့်လိုက်ချင်းကျွန်တော်တရေလိုက်တာကျွန်တော်ကဘာမှမုန်းတော့သိလားဒီကောင်ပဲဘာကောင်ဆိုစကက်လက်တဲ့အယိုးကြောက်ဒါမုန်းတာတွေ့တိုင်းရိုက်တက်ချင်မုန်းဆိုအဝေးရလန့်ပြစ်လိုက်ရင်ကိုကဘလို့နေနေသူတွေ့နေကဲခုမှလာပါတွေ့ပေါ့နော်လာပါတွေ့တော့ကျွန်တော်ဒီနေ့ဟာလေးနဲ့တူးလာအောင်ဘာလို့လဲဆိုတော့ဒီကောင်တွေကလုခေါ်မို့လာပါလေပြုတ်ကြပိတော့မှာအားကြောင့်နည်းနည်းလေးပေးသားလေးမရှင်းလာအောင်မရှင်းလိုက်ပြီးတော့ကျွန်တော်ရေချမှာခဏရေချโอเคဟဲ့မောင်ဝိုင်းရပါတယ်ကျွန်တော်မီးတုပ်လေးတွေကင်ထားမီးတုပ်လေးတွေကောက်ခဲ့လိုက်မယ်ခဏကူးလိုက်မနော်ကဲတူတော့ပြီးသွားပြီပေါ့နော်ကျွန်တော်ပိတ်တော့မှာဘာလို့လဲလာပါလေပြုတ်ကြမလို့ခံစားရလေအခုတော့ပေါ်ပြန်တက်လိုက်အောင်ခဏလေးတွေ့လာမလားခုရှိပါပြီရပါအဲ့လောက်ပါပြီနော်အဲ့တော့တက်တော့ဟာလမ်းနေမှတ်ပြီးပါဗလားပြင်ရောက်လာပြီဗျာအမဘိုက်တွေ့တော့ကျွန်တော်ဘန်ဘူးတွေလမ်းနဲ့လိုက်ကူးလိုက်အောင်ဟုတ်ဆိုကျွန်တော်အိမ်မှာစောက်တီလောက်ရမလားမသိဘန်ဘူးဟုတ်လားဘာမှမဟုတ်ပါဘူးကွာလာပြီးဝတ်ထိုင်ပါဒီလိုနဲ့ကျွန်တော်အိမ်မဲပြန်ခဲ့လိုက်ပါတော့လေအိမ်မရောက်တော့ကျွန်တော်မှောင်နေပြီပေါ့နော်ဒါမှမဟုတ်နောက်မှစကလင်နဲ့တွေ့ရကျွန်တော်ပြီးပါတော့ဆိုရမှာမတော့ရဲဘူးဘုံတော့အများကြီးလားအများကြီးဒီလိုနဲ့ဟိုမှာတရေနဲ့ကောင်ကြည်စဲနဲ့အဲ့နဲ့ကောင်ရိုက်တက်လက်ခံတယ်မဟုတ်တော့အောက်ကြတော့တက်လို့ကဲမိုးလင်းတာနဲ့ကျွန်တော်နေတာဆောက်ဖို့စရပေါ့နော်ထင်းတုံးလေးဒီမှာချနောက်တစ်လုံးဒီမှာချအဲ့နော်ဒီမှာထားပြီးတော့ဒီမှာ Australian လေးနှစ်ခုထားမယ်ဒီမော်1နဲ့3ခုဒီဘက်ပြန်ဆင်း1နဲ့3 okay ဒီမှာထင်းတုံးဟိုဘက်လည်းထင်းတုံးမနောက်တဲ့တုံးတုံးလူတွေတုံးငါတုံးပူစီနဲ့သူကြည့်တက်လေးတောင်းကဲအဲ့ဒါရပြီတော့ကျွန်တော်နေအောင်တော့မြည်ကြည့်လေးနဲ့ထုံးရခဏလေးရော့ပြီးသွားပြီနေတာပေါ်တဲ့လွယ်ပါလေနေတာပေါ်တဲ့ပုံတော့ပြတ်နေဒါမဲ့လည်းမစိုးပါဘူးထားလိုက်ပါတော့ဆိုရောထားပါတော့ကဲကျွန်တော်ဒီဗီဒီယိုလေးက drop ပါပဲနောက်ဗီဒီယိုကျရင်ကျွန်တော်ထပ်တွေ့ပါမယ်လို့အားလုံးပဲကျေးဇူးများကြီးဒီမှာနောက်ဗီဒီယိုကျရင်ဆက်ကြည့်ပါအောင်လို့အားလုံးပဲကျေးဇူးပါ